တို့ဒီဗီဒီယိုမှာတော့ကျွန်တော်ဘာလို့မှလဲဆိုတော့တို့ရွာကြီးကိုတတိုင်းခတ်မှာပါအခုကျွန်တော်စောက်ထားတဲ့ဟာလေးတွေကိုလိုက်ပြပါမယ်ကျွန်တော်စောက်ထားတာကျွန်တော် villager တွေကိုတို့တွေအများကြီးခိုင်းတဲ့နေရာပေါ့နော်ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာစားလိုက်ရေးထားတယ်ပြတ်သွားဒါမှတော့ကျွန်တော် iron golden နဲ့တော့နေတူဝင်လာပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်လူသား၄ယောက်ရှိပါတယ်ပြန်တော့ဒီမှာကျွန်တော်ရွာတကယ်တမ်းကျွန်တော်ရွာမှာလူသား3ယောက်ပဲရှိတယ်လူသား3ယောက်ပဲရှိတော့ကျွန်တော်ပေါင်းပေါင်းတွေပေးပြီးတော့ဒီကောင်တွေမျိုးပွားခံနေတာဟုတ်ကျွန်တော်နောက်ထပ်အပင်တွေလည်းထပ်ပြီးတော့မျိုးပွားထားတယ်ပေါ့နော်စိုက်ထားတယ်ဒီမှာဆိုလို့ကျွန်တော်တောအုပ်ကြီးတစ်ဖွဲအောင်ဖြစ်နေပြီပေါ့နော်ကျွန်တော်ဒီနားမှာရမ်းမိုက်ပါတယ်ဒီနားပင်ရမ်းမကြီးသေးဘူးဟိုပင်နှစ်ပင်တော့ကြီးနေပြီကျွန်တော်ဘာလို့လောက်လာလဲဆိုရင်တော့ဒီနားမှာကျွန်တော်တို့ site ခင်းလေးတစ်ခုလောက်ထားပါတယ်ဒီမှာကျွန်တော်အစာရည်စားတွေကပြတ်လက်နေပြန်တော့ကျွန်တော်မှာဟေးဘက်3ခုပဲကျန်ပါတော့တယ်ဒါကြောင့်မို့ပါတော့ဒီမှာဟိုဟာလေးနေပေါ့နော်ကျွန်တော်ဒီတဲကနေကနေမှမရနိုင်တဲ့မြက်လေးတွေကျွန်တော်အများကြီးလောက်ထားပါတယ်ပြီးတော့ကျွန်တော်အောက်မှာ villager တွေကိုတော့ဒီခိုင်းနေပေါ့နော်ဒီမှာကျွန်တော်တိရွက်ဒီဝယ်ရပါတော့တိရွက်တွေတော့ဖြစ်နေကြောကျွန်တော်စားတွေပြင်ရအောင်တော့ဝယ်ရမှာပေါ့နော်ခုကျွန်တော်စားတွေတော့မဝယ်ရသေးဘူးဗျဒါလေးစောက်ထားတယ်ပြီးတော့ဒါလေးစောက်ထားပါတော့ဒါလေးပဲရှိပါတယ်ဒါတော့ကျွန်တော်တို့ကိုကစောက်ကြမယ်ရောတိုင်းခက်ကြမယ်ပေါ့နော်တိုင်းခက်မယ်ဆိုကျွန်တော်ဘာနဲ့ခက်မှာလဲဆိုတော့ဒီအတုံးတွေကိုကျွန်တော်တို့ကဟိုကပြောင်းမှာဟုတ်မှာဟုတ်လားအဲ့ဒီတတိုင်းလေးတွေကိုပြောင်းပြီးတော့ခက်မှာပါတော့တော့ရွာအရင်တော့ကျွန်တော်တို့အရင်ဦးဆုံးရှိသမျှတို့ဒီအသုံးတွေကိုစုရမှာပေါ့နော် smooth sandstone တွေအကုန်လုံးကိုစုရမှာပေါ့နော်စမ်းတုံးနေနဲ့တဲတုံးနေနဲ့မလိုပဲပြောလိုက်တော့ရှုပ်လို့ဒါ smooth sandstone နဲ့လောက်လို့မရဘူးဗျာနော်ဒါဆိုတော့ကျွန်တော်တို့စမ်းနေကိုယူမယ်ဒါစမ်းနေကိုယူမယ်ပြီးရင်ကျွန်တော်တို့ဒီမှာတဲတုံးနေကိုယူမှာပေါ့နော် okay let's go တုံokay ဒါဆိုတော့တုံးနဲ့မှ60ရတယ်ပေါ့နော်66တုံးရပြီဗျ60နဲ့6တုံးဒါဆိုကျွန်တော်တို့မနေ့ရောက်တာနဲ့တန်းပြီးတော့တိုင်းခတ်ပါမယ်ဒီနောက်ရေပြင်တော့ကျွန်တော်မခတ်ဘူးပေါ့ရေပြင်မှာဒီလိုကောင်တွေတောင်းချမ်းတယ်ဒီလိုကောင်တွေကိုတော့ကျွန်တော်စုံးမှာပြင်းမှာပေါ့နော်ကျွန်တော်အပေါ်မှာပြင်းမှာလို့ဒီအိမ်ကိုလည်းထည့်မယ်ပြန်နော်ဒီကနေဒီလိုလေးဝိုင်းမှာဗျဘယ်လိုမျိုးလဲဆိုဒီကနေပြီးတော့လာပြီးတော့ကျွန်တော်တို့ဒီလိုသွားမှာနော်ပြီးဒီဘက်ကတဲတွေအကုန်တူးမယ်ဒီဘက်ကဒီကနေဆက်သွားမယ်ဒီဘုံပြန်တက်ဗျာပြီးရင်ကျွန်တော်တို့ဒီနားလေးမှာဒီလိုလေးစုံးမယ်ဒီဘက်ကကျွန်တော်ရွာထဲမှာမပါဘူးပေါ့နော်โอเคပြီးရင်ကျွန်တော်တို့ဟိုဘက်ကနေလို့ပြန်ဆက်မယ်ပေါ့နော်ရတယ်ဟိုဘက်ကရေပြင်ကြီးဆိုတော့ကျွန်တော်ဆက်ဆရာမလို့တော့ဗျာနော်တိတ်မကုန်ဘူးပေါ့နော်ကျွန်တော်ဒီစီစဉ်ကတိတ်ကုန်မဲ့ပြင်ထဲမှာမပါဘူးပေါ့နော်โอเคဒါလေးကိုကျွန်တော်တို့အကောင့်ထဲဖော်လိုက်ကြရအောင်ဗျ let's go ရွာထဲမှာဇွန်ဘီတောင်းချမ်းနေတာဒီဇွန်ဘီတွေနော်ရွာသားတွေကိုတက်ချင်တာလားရွာတွေကိုတက်ချင်ငါ့ကိုအရင်တက်တာရောဒီစားအလူတွေကြာဝိသားဆိုကျွန်တော်စလိုက်ရအောင်ဒါကြောင့်ဒီဘက်ကနည်းနည်းဆန်းစစ်ကြည့်မယ်ဗျာနော်ဒီဘက်ကအကုန်လုံးက
ရေကဒီဘက်ကနေဒီဘက်ကရေမဟုတ်ဘူးဒါဆိုကျွန်တော်တို့ဒီနားလေးကနေပြီးပြန်စားမယ်နားလေးကနေဒီနားလေးဒီနားလေးထိပဲ Okay ဒါဆိုတော့လည်းစလိုက်ရအောင်1 2 3 4 5 6 7 8 9 10 11 12 11 12 ပြီးသွားပါပြီခုဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့တသားရင်ကပြီးဆုံးလို့ပြီးသွားပါပြီဟုတ်ပါဘူးဟိုဖြစ်လို့ပြီးသွားပါပြီပေါ့နော်ယေးဆောက်လို့ပြီးသွားပြီကျွန်တော်လိုက်ပြမယ်ဟောငါပိုင်းနေတာဆောက်လို့ပြီးသွားပါပြီကျွန်တော်ဒီမှာလိုက်ပြပါမယ် Oh shit ဒီမှာတသားအဲ့ခဏနေတခုလောလာမယ်လာ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 yo pam ရပြီဘာလို့မလဲကျွန်တော်မနေ့ရောက်အဲ့ဒီပေါင်းမလေး24ရက်မြောက်နေ့နှစ်ဖြတ်မနေ့ဖြတ်24ရောနော်ဒီနေ့20တော့ Okay ဘယ်ဖြတ်ရောက်ပါပြီဟိဘက်3လုံးပဲကြတော့ရပြီစိုက်စားခေါက်ပါပြက်လက်တော့ပဲဒီစိုက်ထားတာဟိတ်ခရတယ်ခုကြောဒါလေးတက်ပါမယ်ဒါလေးရတော့ဒီရေကန်လေးကိုဝယ်လိုက်ပဲနေရာလေးပေါ့နော်ရော့အဲ့လေဒါဆိုကျွန်တော်တို့ရေကန်လေးတွေကိုဝင်လို့ရပါပြီကျွန်တော်စောက်ဇွန်ဘီတွေကတော့ဝင်လို့မရဘူးပေါ့နော်ဆိုပြီးတော့ကတော့မြင်နေဆက်လဲရပြီဇွန်ဘီဒီတော့ဒီလိုလာစပုံးနေရကြလားကွာမြင်ရှင်းနေရတာဒီမှာဒီညတော့မစွန်ပုံးမှာလည်းကွာဒီမှာဒိုင်းကားရတာဗောဒီကောင်လေးစပုံးနေတာလူကောင်တွေပဲမတည်ဘူးဟုတ်ဘူးဒီမှာစကားပြောနေအပြောက်တယ်ဒီဒိုင်းကားရစပုံးနေတာကွာ